disaster recovery plan ဒီ RP ဆိုတာပါလေဟုတ်ပြီကျွန်တော်တို့ disaster recovery plan ဆိုတာကကျွန်တော်ဘေးအန္တရာယ်ကြုံလာခဲ့လို့ရှိရင်ပြန်လည်ထူထောင်ရေးလုပ်ပေးတဲ့အစီအစဉ်ပါပဲဆိုလိုတာကကျွန်တော်စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ IT စနစ်တွေဖြစ်တဲ့ computer စနစ် server internet အစရှိသဖြင့်ကိုမမျှော်လင့်ထားတဲ့ဘေးအန္တရာယ်တစ်ခုခုဥပါပေါ့မီးလောင်တာတွေရေကြီးတာတွေဒါမှမဟုတ်ကွန်ပျူတာကို bias တိုက်ခိုက်ခံရတာတွေပြီးရင်ကျွန်တော်တို့စနစ်ပျက်စီးတာတွေနဲ့ကြုံတွေ့လာခဲ့လို့ရှိရင်ဘယ်လိုပြန်လဲပြီးတော့ကောင်းမွန်လာအောင်ဆောင်ရွက်ရမယ်ဆိုတဲ့ဒါစာရွက်စာတမ်းနဲ့ရေးဆွဲထားတဲ့လုပ်ငန်းစဉ် process တစ်ခုဖြစ်ပါတယ်ဒီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ပထမဆုံးတစ်ချက်အနေနဲ့အချိန်မီပြန်လဲထူထောင်နိုင်ဖို့ဖြစ်ပါတယ်ဆိုလိုတာကနော် hardware တွေဖြစ်တဲ့ computer server set တွေပြီးရင် software တွေဖြစ်တဲ့ program တွေနဲ့ကျွန်တော်အချက်လက်တွေဖြစ်တဲ့ data တွေကိုအမြန်ဆုံးပြန်လည်ရယူနိုင်အောင်ကြိုတင်ပြင်ဆင်တဲ့နည်းလမ်းတွေပါဝင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့စီးပွားရေးလုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖြစ်ပါတယ်ဒါကကျွန်တော်ဘေးရန်တဲ့တစ်ခုကြုံပြီးတဲ့အချိန်မှာတော့မှဒီလုပ်ငန်းကြီးကိုရက်တက်မသွားစေဘဲနဲ့ဆက်လက်လည်ပတ်နိုင်အောင်ကာကွယ်ပေးဖို့ပါပဲဒါကိုကျွန်တော် business continuity လို့ခေါ်ပါတယ်ရှင်းရှင်းလင်းလင်းပြောရရင်ဒီအစီအစဉ်ကကျွန်တော်မီးလောင်ရင်ဘယ်လိုထွက်ပြေးမလဲဆိုတဲ့မီးပေးလွတ်မြောက်ရေးအစီအစဉ်လိုပါပဲဒါပေမဲ့ဒါကကုမ္ပဏီရဲ့ digital စနစ်တွေအတွက်ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ဖြစ်ပြီးတော့စနစ်ပြတ်သွားရင်ဘယ်လိုပြန်ပြင်မလဲဘယ်လိုအချိန်အတွင်းမှာပြန်အလုပ်လုပ်အောင်လုပ်မလဲ data တွေကိုဘယ်လိုပြန်ယူမလဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုရေးဆွဲထားတာပါဒီအစီအစဉ်မှာပါဝင်လက်ရှိရာတွေကဘာတွေလဲဆိုရင်တော့ဘသူကဘာတာဝန်ယူမလဲဆိုတဲ့အခန်းကဏ္ဍသတ်မှတ်ချက်တွေပါဝင်မယ်ပြီးရင်ပျက်စီးသွားတဲ့စက်ပစ္စည်းတွေကိုဘယ်လိုအစားထိုးမလဲဆိုတာပါဝင်မယ်နောက်တစ်ခုကျွန်တော်တို့ software တွေကိုပြန်လဲထည့်သွင်းတက်ဆင်နည်းတွေပါဝင်မယ်ပြီးရင်ကျွန်တော်အရန်သိမ်းဆည်းထားတဲ့ backup data တွေကိုဘယ်လိုပြန်ယူမလဲဆိုတာတွေပါဝင်မယ်ပြီးရင်ကျွန်တော်ဒီစနစ်တွေအားလုံးပြန်လဲကောင်းမွန်ဖို့ဘယ်လောက်အချိန်ကြာမလဲဆိုတဲ့အချိန်စရာပေါ့နော်ဒါတွေပါဝင်မယ်ဒါကြောင့်ကျွန်တော်တို့ဒီ disaster recovery plan ဟာဘလို့ဘေးအန္တရာယ်မျိုးကိုမဆိုကြိုတင်ပြင်ဆင်ထားပြီးတော့ကုမ္ပဏီတွေရဲ့အခြေခံအဆောက်အအုံဖြစ်တဲ့ IT infrastructure ကိုအကာအကွယ်ပေးပြီးတော့ဒီလုပ်ငန်းကြီးဆက်လက်လည်ပတ်နိုင်စေဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်